ဘာလမ်းခေါ်ရအောင်ဟလာနောက်တစ်ယောက်ရပါဟဲ့နေရတော့ပြတ်နိုင်သေးတာငါဆယ်ကပဲတော့ပြတ်သေးတယ်နော်အနောက်မှာတစ်ယောက်မဟုတ်ဘူးနှစ်ယောက်တော့လေးယောက်တက်စီနေတာပဲဒါပဲတော့ပါပြီချစ်လေးကိုရဲနာကနေအားလုံးတွေးပြီးတော့ချစ်လေးကိုတပွားသာချစ်ခဲ့တာလေကွာလောက်ရလိုက်တာကျင်းတော့လုံးဝမကျင်းတော့ဖူးတဲခွဲကစားသမားခွေးသားဟာဘောကြီးသားတဲခွဲသမားလွန်ချာနာအေးဟုတ်လားဟဲ့ရုပ်ရည်ကတော့ငါးလောက်တော့မရှိဘူးဒါပေမဲ့စမ်းကြည့်ရမယ်ဟုတ်ကဲ့တဲခွဲကြီးသားသမား professional play point လွင်ချာနာဝါမိုင်းလိုက်ကိုယ်လို့ပါဗျာကျွန်တော်ကဘာလဲကျွန်တော်တဲ့ဝတ်တက်ကွဲသွားလို့ဟာလေသူ့အကိုပြန်ပြီးတော့တစ်ဖက်ပြန်အသေးခွဲပြီးပါလားဗျာစိတ်ချပါလွင်ချာနာဆိုတဲ့ကောင်ကကဘာပေါ်မှာစော့ကြဂိမ်းနေအများကြီးရှိနေတာမြောက်နေနေကြဗျဟမ်ကဘာပေါ်မှာစော့ကြဂိမ်းနေအများကြီးရှိနေတာကွာမိမတွေရဲ့သဲနှလုံးတွေနဲ့ကစားချင်တာပြန်ပတ်စံလာပြင်လာလိုက်ဟုတ်ကဲ့ရုံပါတယ်ဗျာအားကိုးပါတယ်เนาะကျွန်တော်ကူညီပေးပါဦးဗျာเนาะကျေးဇူးလက်တင်ပါတယ်ဒါပဲဟုတ်ကဲ့ကျွန်တော်ဇလန်ဒီမှာပြီးပြီထိုးပါဟာငါ့ကိုလည်းမစွဲသေးပါဟောရမထားခဲ့ပါနဲ့ခုလိုကျွန်တော်ထွက်သွားမဲ့အချိန်မှာတော့မှထိုင်ရမထားတဲ့မားနဲ့ကျွန်တော်လည်းဘလို့မှရှေ့ဆက်ဖို့မဖြစ်နိုင်တော့ပြင်းလို့ပါမောင်ထောင်းသွားပါနဲ့ sorry ပါလွင်ချာနာနဲ့ပတ်သက်မှုတဲ့မိန်းမတွေအားလုံးညရင်နဲ့မျက်ခွက်ဖြစ်သွားကြတာမစမ်းပါဘူးကျွန်တော် professional ဆန်ဆန်ပဲလုပ်တယ် personal တွေမပါဘူးငွေကြီးတွေမပါဘူးခံစားချက်တွေမပါဘူးဒါနဲ့ကျွန်တော်ချီးတဲ့2သိန်းခွဲတော့ရှော့လိုက်တော့ဟမ်သွားပြီကျေးဇူးတင်ပါတယ်ဗျာကိုရေကျေးဇူးအရန်တင်တယ်เนาะအိမ်မင်းမခံရတာနဲ့အောင်နေသေးတယ်မလေးရတယ်ကျွန်တော်လိုချင်တာကြီးကျေးဇူးတွေမဟုတ်ဘူးကျွန်တော်ပေးရမယ်ပတ်စံသာအခုချက်ချင်းလွှဲလိုက်ဟုတ်ကဲ့လွှဲပေးမယ်เนาะအခုပူအောင်လွှဲပေးလိုက်အောင်မယ်เนาะချစ်လို့အကိုသာအခုကျွန်တော်ရှေ့မှာရှိရင်ဖတ်ပြီးတော့နမ်းနေတာဒါပဲဗျာကျေးဇူးတင်တယ်တတာဟုတ်ကဲ့ကြီးစားတဲခွဲသမား professional play point လွင်ချာနာပါကိုလွင်ချာနာကျွန်တော်ကဲပါအောင်ဗျာကျွန်တော်လေသိတယ်ပြောနေတာဓာတ်ပုံနဲ့ဖုန်းနံပါတ်ပဲပေးစိတ်ချပါပတ်စံသာလွှဲလိုက်နော်ဟုတ်ပါ sorry It's beautiful life အမဘောကြံတယ်What the fuck bro ဟိုဒီနေ့ကကျွန်တော်တို့ရဲ့ one day anniversary ဆိုတော့လေဟိုအမကိုကျွန်တော်ချစ်စနိုးနဲ့ဘယ်လိုလေးခေါ်လို့ရမလဲဩချစ်စနိုးနဲ့မလို့တလုံးနဲ့ခေါ်ပြီးတို့လည်းမောင်လို့ခေါ်မယ်လေဟောကောင်းတယ်ကျော်ကြီးကတော့ငါ့ကိုလွတ်ကြွေနေပြီကြာငင်ပတ်သက်နေရအောင်မယ်ကွာဟဲ့ခွဲဖို့ချိန်တန်ပြီထုံးစံတိုင်းဓာတ်ပုံဝါတူးနေအောင်ရိုက်ပြီးတော့ဘာလို့ပြောလို့ရှိရင်ပါသုံးချက်ဖြည့်ရိုက်ပြီးလမ်းခွဲလိုက်အဲ့နေဗျာမအိုင်နာမှာအရန်လာနေတယ်ကျွန်တော်မဓာတ်ပုံရိုက်ပြီးမယ်တကယ်လားလှအိုင်နာလေးရိုက်လားရိုက်မယ်နော်စားပြီနော်ကဲပုံလေးရကြည့်ပါဦးဟုတ်ကြပါဦးပုံလေးကတော်တော်ဝါနေတော့ဟုတ်လားဝါနေလည်းကိစ္စမရှိပါဘူးအေးဆေးပါပဲမဟုတ်လေဟိုကိစ္စရှိရမှာမဟုတ်လားမရှိပါဘူးဒီလိုဝါနေတဲ့ပုံလေးကိုကြည်အောင်လုပ်လို့ရတယ်မောင်သိတယ်ဟာလားရရလားရတယ်ဒီမှာ Oppo Reno 13 5G လေးဒီမှာကြည်မပြမယ်နော် edit ဆိုတာလေးကိုနှိပ်အဲ့ထဲမှာ AI editor တွေကိုဝင် AI editor ထဲမှာ amblur ဆိုတာရှိတယ်အဲ့ကောင်လေးကိုနှိပ်လိုက်
ဟာချလာကြည်ပါပြီတွေ့လား တကယ်ကြီးကွာ တကယ်ကြီးပေါ့ ဘယ်လိုဖြစ်တာ အေးဘာမှစိတ်ဆိုးစရာမှမရှိတာဘာလို့စိတ်ဆိုးရမှာလဲ စိတ်မစိုးဘူးပေါ့ ဆိုးပါဘူးစိတ်ဆိုးရဆိုတာကလေးတွေလို့ ဘာသုံးချက်ဖြည့်ရပြီးလမ်းခွဲလိုက် အနောက်ကမိန်းမကြီးပအောင်တခါလေဓာတ်ပုံလေးရိုက်ပေးလိုက်မယ်အဲ့ကြရင်နေနူတစ်ကောင်လုံးတော့မမြင်ဘူးလားဆိုတော့တင်းသွားမယ်အဲ့ကြရင်ငါတို့နှစ်ယောက်ရမ်းဖြစ်ပြီးတော့လမ်းခွဲလိုက်မယ်မှန်တယ်ဟာမဒီနေရာမှာအရန်မိုက်နေတယ်ကျွန်တော်ဓာတ်ပုံရိုက်ပေးမယ် ဟုတ်လားလှသွားပြန်ပြီလားโอเคပြီ ရိုက်မယ်နော်ကောင်းလိုက်ပါရိုက် ဘယ်လိုလဲလှလားကြပါအောင် ဒီမှာကြည့်အိုးဟာအဲ့လူကြီးကိုမမြင်တာ မမြင်လိုက်တာလား ဟုတ်တယ် ဩရပါတယ်ဘာမှမဖြစ်ဘူးဒါမပြောပါတော့တဲ့ပမာဏပါမောင်အေးစိတ် ဟမ်ဘာမှဖြစ်ပြန်ဘူးလား ဖြစ်ပါဘူးဘာလို့ဖြစ်ရမှာလဲ ဟုတ်တယ်မလာတော့ဘူး ဩဒီမှာ Oppo Reno 13 5G မှာเนาะအဲ့လိုနောက်ကနေမလိုအပ်နေတဲ့ရာဝတ္ထုတွေကိုဖြတ်လို့ရတဲ့ feature ပါတယ်ဒီမှာကြည့်เนาะ AI editor လေးတဲ့ကိုဝင်ပြီးသွားလို့ရှိရင် eraser tool လေးနဲ့အဲ့ဒီမလိုအပ်တဲ့ဟာတွေကိုကိုကကြိုက်ပြီးဖြတ်လို့ရတယ်မောင်အေးစေးပဲအေးစေး အဲဒါလေးရတာပဲ ရတာဗော Oppo Reno 13 5G လေကဲလာပါဒီမှာနေရပြင်းလာပြီရုပ်ရှင်သွားကြည့်မယ်เนาะမလက်မှတ်ခပေးမယ်ကွာလာတောင်းမယ်ဟာမပေးမှန်ကြရဖြတ်ရအရန်လာမှာ လာဟောပြန်ပြီလားဩ ဒီမှာကြည့်ဟမ်တော့လုံးဝမှန်နေရနေမှာ reflection တွေထွက်ပြီးတော့ဒီလုံးဝဘာမှမမြင်ရဘူးဘာမှစိတ်ဆိုးဝိုက်မှာ မဆိုးပါဘူး ဟာ Oppo Reno 13 5G လေအေးဆေးပဲ reflection နဲ့လည်းကုန်ဖြတ်လို့ရတယ်ဒီမှာကြည့်ပြမယ်ထပ်ဟာအမဒီထဲမှာမှောင်မဲနေရပဲရမိုက်တယ်ပေး မောင်မဲလို့ ဟာဒီမှာမဲဝါးကြီးမဘယ်လိုလဲစိတ်ဆိုးဝိုက်မှာ မဆိုးပါဘူး Oppo Reno 13 5G อ่ะမဲနေလဲလင်းလို့ရလေအေးဆေးပဲစိတ်ဆိုးစရာမရှိ ဟာ iPhone ကြီး iPhone ကြောင့်ငါတို့ဖြတ်မရတာဟာဟုတ်သားပဲ iPhone ကရေထဲတိုက်ချလိုက်ရင်ပြီးနေပြီဟာ Okay let's go ဟုတ်ပါတယ်ပတ်စံလာလွှဲတာလိုက် မ sorry ဗျာတမင်လုပ်လိုက်တာရေထဲကြာသွားကြီးငါစိတ်ဆိုးဝိုက်မလားရန်ဖြစ်ရအောင်လေ မဆိုးပါဘူး ဟမ် Oppo Reno 13 5G လေမောင်ကလည်း underwater photography တောင်ရိုက်လို့ရရဲ့ဟာအဲ့ဒီရေတောင်ထဲကြာရအောင်နဲ့ဘလို့လို့ပြက်စီးမှလဲဘာရံပြက်စရာလို့အေးဆေးရောမောင်ရဲ့ဩဒါနဲ့ဟိုအဲ့ဒီဖုန်းကရေစုံမခံမဲနဲ့အောက်မှာကြာကွဲပြက်စီးသွားရင်တော့မောင်အပြစ်မတင်ပါဘူးအပြည့်ဝတီးခန့်နားလေခွင့်လို့ပေးမှာ ဟာသဘောထားကြီးလိုက်တာကွာဒီလိုမိန်းကလေးမျိုးဘလူးကောင်မျိုးကအတုံးမကျပဲလမ်းခွဲရက်ပါလိမ့်တော့ပြီကွာငါရဲ့ကြေးစားတဲခွဲသမားကောင်ဘုတ်ကိုစွန့်လွတ်ပြီးတော့မမရဲ့ရင်ခွင်ထဲမှာပဲခိုးလုံးတော့မယ် မိုက်တယ်ကွာအော်ငါရောက်လာပြီတော့ဘာလဲကျွန်တော်တို့ရဲ့ပထမဆုံးတွေ့ခဲ့တဲ့နေရာလေးကို second mastery မှာတမင်ဒိတ်လိုက်တာပါ ပိုရှာပြောမနေနဲ့နော်ငါဒီနေ့တော့ပြောတဲ့အရှိလို့ခေါ်လိုက်တယ် ဩမားလေပြောချင်ရှိတာပြောပေါ့ ဟောလမ်းခွဲရအောင်လား ဟာimpressive အေးဘရဘလာလုံနေမေလာကြီးမှလာပြီးတော့နေကောင်မလေးရဲ့အသေးကိုလိုက်ခွဲနေတဲ့ကြေးစားအသေးခွဲပလီကလွင်ချားနာဆိုတာငါသိပြီးသားနော် ဟာမမအဲ့ဘယ်လိုသိရလဲကျွန်တော်အဲ့ဒါလိန်ခဲ့တယ်ဆိုပေမဲ့ဟိုမားနဲ့တွေ့ပြီးနောက်ပိုင်းမှာကျွန်တော်အဲ့လုတ်ကိုစွန့်လွတ်ပြီးတော့ဆက်လည်းမလုပ်တော့ဘူးဟိုမားတယောက်တည်းပဲတကယ်ချစ်ခဲ့တာပါမားရဲ့ ငါသိတယ်နင်ကတော့တကယ်ချစ်သွားပြီဆိုငါသိတယ်ငါလိုချင်တာလည်းအဲ့ဒါပဲလေနင်ကောင်မလေးတွေကိုအသေးခွဲတော့ခွဲပြီးတော့ဟမ်ကောင်မလေးနင်းကြောင့်ခံစားနေရနင်သိလားငါနင်းကိုကလေးသားချစ်ဖို့အတွက်နင်းဘွားတွေကိုဝင်ရောက်ဖြတ်စီဖို့ရောက်ရှိလာတာ မအဲ့လိုကြီးတော့မတားခဲ့ပါနဲ့ဗျာ နေခဲ့လိုက်တော့ဟာဒါကအာယုံနောက်လေအာပြီးဖီးတန်နေအော်နေအောင်ငါနင်းတရားချီတိုင်း2သိန်းခွဲလေးရှော့လိုက်တော့ဒိုးပြီ ဝါကာကြီးပါဟာမောတာ ဆမကျေးဇူးတင်လို့ကောင်းအောင်ခဲခွဲပေးရတဲ့စိတ်ဆရာမမဟုတ်ဘူးလား မလန့်နဲ့ဒါပုံမှန်ပြပတ်တယ်နော်
ပတ်စံရောကြည့်ပါရလား အားချပိုပါထည့်ပေးရတယ်ကွာကောက်ကိုတော့ရည်ကြီးလိုက်ဘူးနည်းနည်းရှိရမှာလေပြင်းလို့ ဟောပြင်းလို့ ပြင်းလို့ ရပါပြဿနာမရှိဘူးနော်ဟိုပတ်စံနေပါမြည်တော့နောက်လို့တွေပါရှိတယ်ပြောလေနော်ယောက်ျားမိန်းမမျိုးကုံတဲခွဲပြီးအခွေး ဆက်တော့လိုက်မယ်ထိတ်ဆက်လိုက်မယ်နော် ဟုတ်ပြီ